တက်ဆက်ပြည်နယ်အနောက်ဘက်ကတဲမြေဖုံထူထူမြို့ငယ်လေးတစ်မြို့နေအောင်တောင်မဝင်သေးခင်ကတည်းကတနတ်တန်အော်ဟစ်တန်တွေကလမ်းကြားတိုင်းကိုဖျက်ဆီးနေပြီဖြစ်သည်ဥပဒေမဲ့အဖွဲ့တစ်ဖွဲ့ကမြို့ကိုထိန်းချုပ်ပြီးလူထုကိုကြောက်ရွံ့မှုအောက်မှာအုပ်ချုပ်နေသည်ဒေသခံရဲတွေပြိုကွဲသွားချိန်ပြည်내အစိုးရကနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်ပြီးလက်ဖြောက်လက်မြန်မပြောမဆိုတနတ်တလက်နဲ့ပဲအလုတ်လုတ်တဲ့ကောင်းပွိုင်တနတ်သမားကြီးကိုလွှတ်လိုက်ခြင်းဖြစ်သည်ဒီတိုက်တန်နဲ့အတူသူ့ရဲ့ကုတ်အင်ကြီးဖြားကလှုပ်ရမ်းလာသည်မြို့အလဲကွင်းနဲ့သူတယောက်တည်းရှောက်လာသည့်အချိန်တောင်းကျမ်းသူတွေကဝိုင်းပတ်လာကြသည်မျက်စိတစ်ခါမှမမိတ်ပထမဆုံးတနတ်တန်ကတိတ်ဆိတ်မှုကိုခွဲဖောက်လိုက်ပြီးဒုတိယတန်တတိယတန်ဖုံမှုတွေပောက်ကွဲလူတွေပြိုလဲသွားကြသည်သူ့ရဲ့ပြစ်ခတ်မှုတိုင်းကအချိန်တိုင်းကိုအဆုံးသတ်ပေးနေတယ်လို့ပဲအချိန်နှင်းငယ်အတွင်းမြို့ငယ်လေးမှာတနတ်တန်မကျန်တော့ဘူးတောင်းကျမ်းမှုကအဆုံးသတ်ပြီးသိရှိမှုကပြန်လည်ပို့လာ